ဒီနေ့မနက်ခင်းလေးမှာတော့မုန်တိုင်းကြားကမဆာခြင်းလက်တော်အခုလက်ရှိသင်းဘောဟာနေမုန်းလို့နေပါဖြစ်နေတဲ့မြစ်ပြင်ကျဲကြီးကိုဖြတ်ကူးနေရသလိုခံစားနေရပါလားဒါမှမဟုတ်အားလုံးပြကျသွားစေနိုင်တဲ့ပူလောင်လှတဲ့မီးပုံကြီးတွေကိုရှောင်လန်းနေရသလိုတော့ကရောက်နေပါလားဘဝရဲ့အခက်အခဲတွေကသင်ကိုဝါမျိုးတော့မဲ့အလားကြောင်းလန့်နေရတဲ့အချိန်မှာဘုရားသခင်ကသင်ကိုပြစ်မထားပါဘူးကိုတော်ကတင့်လက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ပြီးချိုတာတဲ့ဂတိစကားတစ်ခုနဲ့အားပေးနေပါတယ်။ဘုရားသခင်ကတင်းဒီရေကိုရှောက်သွားသောအခါတင်းနဲ့အတူငါရှိ၏မြစ်တို့ကိုရှောက်သွားသောအခါမနစ်မမုန်းရလို့မိန့်တော်မူခဲ့ပါတယ်။တတိပြုရမှာကဘုရားသခင်ကကျွန်ုပ်တို့ကိုရေထဲမီးထဲလုံးဝမသွားရအောင်တားဆီးပေးမယ်လို့မပြောခဲ့ပါဘူး။ဘဝရဲ့စံသက်ချက်ရေစီးကြောင်းလေပူလောင်တဲ့မီးတောက်တွေနဲ့ကြုံတွေ့ရမှာဖြစ်ပေမဲ့အဲ့ဒီအရာတွေကိုဖျက်ဆီးတဲ့အချိန်တိုင်းမှာကိုယ်တော်ကိုယ်တိုင်အတူရှိနေမယ်လို့ဂတိပေးထားတာဖြစ်ပါတယ်။ဘုရားသခင်အတူရှိတဲ့အတွက်ဘလောက်ပဲနှဆိုင်တဲ့မြစ်ပြင်ဖြစ်ပါစေသင်ကိုဝါမျိုးလို့မရပါဘူး။ဘလောက်ပဲပြင်းထန်တဲ့မီးလျံဖြစ်ပါစေသင်ကိုလောင်ချမ်းခွင့်မရှိပါဘူး။ကျွန်တော်တို့ရဲ့အခြေအနေမတက်နိုင်တော့ဘူးလို့ဆိုစေကမူအရာအားလုံးကိုတတ်နိုင်တဲ့အချိန်ကဘေးနားမှာအစဉ်သက်ရှိနေပါတယ်။တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်။ဟေရှာယအခန်းကြီး43အပိုင်းငယ်2တင်သည်ရေကိုရှောက်သွားသောအခါတင်နှင့်အတူငါရှိ၏မြစ်တို့ကိုရှောက်သွားသောအခါမနှင့်မမုန်းရမိကိုချင်းနှင်းသောအခါလည်းမလောင်ရမီးလျံလည်းမညစ်ရကျွန်တော်တို့ကအခက်ခဲတွေကိုပဲကြည်ပြီးစိတ်ပြက်အာရုံနေမိကြသလားမုန်တိုင်းတွေရဲ့လှိုင်းတို့ထက်ထိုမုန်တိုင်းတွေကိုငြိမ်သက်စေနိုင်တဲ့ဖရာသခင်မျက်နှာတော်ကိုအာရုံပြုကြည့်ပါတင့်နာမှာရှိနေတဲ့အရှင်ကတင့်ကိုရေထဲမှာမနှင်မတော့အောင်မီးထဲမှာပြချမတော့အောင်တင့်ကိုကာကွယ်ပေးမဲ့သူဖြစ်ပါတယ်ထိုအရှင်ရဲ့ဂတိတော်ကိုယုံကြည်ကိုးစားရင်ဘဝရဲ့လမ်းခီးကိုဆက်လက်ရှောင်လန်းပါကြားနာသူရောက်တိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေအာမင်